ရှိုးစွာဖျားခင်ကျေးဇူးတော်ကိုထူးချီးမွမ်းပါတယ်ဒါတော့ကျွန်တော်မကနာဒေသစီကိုရောက်ရှိနေတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကတော့နေ့တိုင်းခရစ်တော်ရဲ့ကယ်တင်ခြင်းတေဝနီဇင်ကောင်ဟောပြောဝင်ငါတက်ပြခံနေတာဖြစ်ပါတယ်နေ့ချင်းနာ FGA ဖူးကိုစပယ်ဆရာကြီးမီကောင်တယ်တင်းတော်ကနေလက်စေခံတယောက်ဖြစ်တာဖြစ်ပါတယ်ခရီးတွေလည်းအများကြီးသွားချင်တယ်ထွက်ချင်တယ်ဒါငွေရေးကြေးစီဝင်ပြေတာကြောင့်ဖြစ်ပါတယ်ဆိုတော့လူတွေကြောင်းတယောက်မြင်အောင်ပြောမဲ့တောင်ကကျွန်တော်တာဝန်ဖြစ်ပါတယ်လူတွေကိုလွတ်မြောက်ခြင်းကယ်တင်ခြင်းပေးနိုင်တာတော့သခင်ယေရှုခရစ်တော်ဘုရားပဲဖြစ်တာဖြစ်ပါတယ်ဆိုတော့အားလုံးပဲအေဝံဂေလိတော်တတိယဆုတောင်းကူညီပေးကြပါဟုတ်ကဲ့ဒီနေ့ကျွန်တော်တို့ဒီနေ့အင်ကြောင်ဆုံးဈေးမှာရှိကြတဲ့ချစ်တော်မိဘညီကိုမောင်နှမများအားလုံးပဲ Good morning ပါအားလုံးပဲမင်္ဂလာနဲ့ခင်းပါလို့နှုတ်ခွန်းဆက်တာပါတယ်အားလုံးပဲမင်္ဂလာရှိတဲ့မနေ့ခင်းလေးမှာမင်္ဂလာရှိတဲ့မိဘညီကိုမောင်နှမတွေနဲ့တွေ့ဆုံခွင့်ရလို့ဝမ်းမြောက်ဝမ်းသာတာဖြစ်ပါတယ်ဆိုတော့ဒီနေ့မနေ့ခင်းမှာဒီနေ့ဘဝအတက်တာထဲမှာရွှေနဲ့ငွေနဲ့ဩဇာတွေအာဏာတွေစီးစိမ်ကုန်ပကာသနာတွေနဲ့ဝယ်ယူလဲယူအလဲအထားလုံးလို့မရတဲ့ဒီနေ့ဘဝမှာတဘောဖြတ်လို့မရတဲ့တည်င်းကောင်းလေးတစ်ခုအခဘက်ပေးချင်လို့အခဘက်ပြောပြချင်လို့ဒီနေရာကိုရောက်ရှိလာခြင်းဖြစ်တာဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့မိဘညီကိုမောင်နှမများဒီအချိန်ဒီကာလမှာဝင်နေများစွာလင်းနေကြမှာဖြစ်ပါတယ်စီးပွားရေးဝင်နေစာအုပ်နေရေးဝင်ကြားမာရေးဝင်အမျိုးမျိုးသောဝင်တွေလင်းနေကြမှာဖြစ်ပါတယ်စိုးရိမ်ပူပန်တောကရောက်ခြင်းများစွာနဲ့အသက်ရှင်နေကြရမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့မိဘညီကိုမောင်နှမတွေကိုဒီနေ့ဘဝမှာဘလို့ပြဿနာပဲရှိဘလို့အခက်ခဲပဲရှိဘလို့ဝင်ပဲရှိကဲတည်ဖြည့်ချင်းပြနိုင်တဲ့သူတယောက်နဲ့မိတ်ဆက်ပေးခြင်းလို့ဒီနေ့ဒီဈေးကိုရောက်ရှိလာတာဖြစ်ပါတယ်မိတ်ဆွေဒီနေ့ယခုဘဝနဲ့နောက်ဘဝအတွက်ကဲတည်ပြနိုင်တဲ့သူရှိတာဖြစ်ပါတယ်အဲ့ဒီသူကတော့သခင်ယေရှုခရစ်တော်ဖခင်ပဲဖြစ်တာဖြစ်ပါတယ်ယေရှုခရစ်တော်ရဲ့အကြောင်းကိုဒီနေ့တော်တော်များများမိဘညီကိုမောင်နှမတွေကြားဘူးကြမယ်သိကြမယ်ယေရှုဟာဖန်ဆင်းရှင်ယေရှုဟာကယ်တင်ရှင်ဒီနေ့ဟုတ်လားကြားဘူးမယ်သိကြမှာဖြစ်ပါတယ်ဒါပေမဲ့ဘဝအသက်တာထဲမှာဒီနေ့ကြားရုံသိရုံနဲ့အသက်မရှင်ဘဲနဲ့တကယ်အဲ့ဒီယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းယေရှုခရစ်တော်ရဲ့ကျေးဇူးပြုခြင်းယေရှုခရစ်တော်ဘုရားရဲ့ချစ်ခြင်းမြတ်တာကိုလည်းတကယ်ခံစားရရှိဖို့အရေးကြီးတာဖြစ်ပါတယ်မိတ်ဆွေဒီနေ့ကျွန်တော်တို့တွေဟာလောကဧည့်သည်တွေဖြစ်တယ်တနေ့ဒီလောကကြီးတဲ့ကနေအချိန်မရွေးဘူးနေရာဒေသမရွေးဘူးမိနစ်စက္ကန့်မရွေးဘူးဖတ်ခွာတော်ရမယ့်လူသားတွေဖြစ်တာဖြစ်ပါတယ်ဆိုတော့ကဒီနေ့ဒီလောကကြီးထဲမှာဘယ်မိဘညီကိုမောင်နှမတဦးတယောက်ကမှငါလောကကြီးထဲမှာပြည့်စုံသွားပြီစုံလင်သွားပြီဆိုတော့လူသားတဦးတယောက်မှမရှိပါဘူးဒီနေ့မိတ်ဆွေကျွန်တော်တို့တွေဟာမိဘညီကိုမောင်နှမတွေကိုအားကိုနိုင်တဲ့အချိန်ကနေစပြီးတော့ဟုတ်လားလောကကြီးထဲမှာပြည့်စုံဖို့စုံလင်ဖို့ချမ်းသာကြွယ်ဝဖို့ကြိုးစားရှာဖွေရုန်းကန်ခဲ့ကြမှာဖြစ်ပါတယ်ဆိုတော့အခုအသက်အရွယ်ဘယ်လောက်ရှိသွားပြီလဲအသက်အရွယ်30 40 50 60အသက်အရွယ်ကတော့တစားစားနဲ့ကြီးလာတယ်ဒါပေမဲ့နောက်ကျောကိုတစ်ချက်လက်ကြည့်တဲ့အခါမှာဘာတစ်ခုမှပြည့်စုံလာတယ်စုံလင်လာတယ်ဆိုတာမရှိပါဘူးဆိုတော့နောက်တမလို့အတွက်တည်ပြီးတဲ့နောက်ပိုင်းမှာလည်းမပြီးသေးပါဘူးတည်ပြီးတဲ့နောက်ပိုင်းမှာငရဲတဲ့ကောင်းကင်ဆိုတဲ့လမ်းလမ်းရှိတာဖြစ်ပါတယ်ဆိုတော့နောက်တမလို့ရေးအတွက်ကျွန်တော်တို့စူးစမ်းပြီးလုပ်တဲ့ကုသိုလ်ကောင်းမှုကြင်ကြအားထုတ်မှုအလူအသားနဲ့လည်းလုံးဝထောင်ရငရဲကနေမလွတ်နိုင်ဘူးဖြစ်ပါတယ်ဆိုတော့ကဒီနေ့မိတ်ဆွေလူတွေကကောင်းတာလုပ်ရင်ကောင်းတာရမယ်ပြောကြတယ်ဆိုတော့ကောင်းတာလုပ်ရင်ကောင်းတာရမှာတိပေမဲ့လည်းမကောင်းတာတွေကဘဝအတက်တာထဲမှာပုံများနေတာဖြစ်ပါတယ်ဆိုတော့မိတ်ဆွေဒီနေ့သခင်ယေရှုလို့ပြောလိုက်တာနဲ့ဟာယေရှုဟာကချင်ဘုရားအင်္ဂလိပ်ဘုရားဟုတ်လားခရိယာတွေဘုရားလို့ဒီလိုပြောတတ်ကြပါတယ်ကျွန်တော်တမန်ကျမ်းစာအုပ်ထဲမှာကျွန်တော်ရှာကြည့်ပါတယ်တလုံးမှမတွေ့ပါဘူးယေရှုဟာခရိယာတွေဘုရားပဲကချင်ဘုရားပဲအင်္ဂလိပ်ဘုရားပဲလို့
တမန်ကျမ်းစာအုပ်ထဲမှာတစ်လုံးမှမတွေ့ပါဘူးယေရှုဆိုတဲ့အတိတ်ပဲကလောကကြီးထဲမှာဘဝမှာမျောလင်းချက်မဲ့နေတော်သူတွေလမ်းစာပြောင်းနေတော်သူတွေတရွာလုံးနဲ့တယောက်တမိသားစုလုံးနဲ့တယောက်ကွက်လုံးနဲ့တယောက်ဟုတ်လားမျောလင်းချက်မဲ့တော်သူဘဝမှာလမ်းစာပြောင်းတော်သူစိုးရိမ်ပူပန်တောကရောက်ခြင်းနဲ့အသက်ရှင်နေရတဲ့လူသားအတွက်ကယ်တင်ရှင်ဖရာလို့ဒီနေ့အတိတ်ပဲရရှိတာဖြစ်ပါတယ်မိတ်ဆွေအဲ့ဒီယေရှုခရစ်တော်ကိုကချင်မယောရင်ကချင်လည်းငရဲတဲ့သွားမယ်လဝမယောရင်လဝလည်းငရဲတဲ့သွားမယ်ပြောချင်တဲ့အတိတ်ပဲကမယုံကြည်တဲ့သူဒီနေ့ငရဲသွားမယ်ယခုပြီအပြစ်စီရင်ခြင်းခံရမယ်လို့တမန်ကျမ်းစာကပြောထားတာဖြစ်ပါတယ်ဒါကြောင့်တခင်ယေရှုခရစ်တော်ဖရာကလူငယ်တဲ့နှစ်ပေါင်း2000ကျော်မှာလောကလူသားတွေအပြစ်သားတွေဟုတ်လားယခုဘဝနဲ့နောင်ဘဝမလောက်နိုင်မတတ်နိုင်တဲ့အရာမှတည်းဗျလဝါကားတိုင်းပေါ်မှာအတေခံခဲ့ခြင်းအသွေးသွင်းခဲ့ခြင်းတင်းကြိုခံခဲ့ခြင်းသုံးရဲ့မြောက်တော်နေ့မှာရှင်ပြန်ထမြောက်ခဲ့ခြင်းဟာမိတ်ဆွေဒီနေ့ယေရှုကပြောပါတယ်ငါ့ကိုစိတ်နှလုံးထဲကနေကယ်တင်ရှင်ဖြစ်အောင်မေ့နှုတ်ရှာမစားနဲ့ကယ်တင်ရှင်ဖြစ်ယုံကြည်လက်ခံရင်ယခုဘဝနောင်ဘဝကယ်တင်ခြင်းရမယ်လို့အာမခံချက်အပြည့်အဝပေးတဲ့ဘုရားဖြစ်တာဖြစ်ပါတယ်မိတ်ဆွေဒီဘလို့ခက်ခဲဘလို့ပြဿနာဘလို့အန္တရာယ်ပဲရှိယေရှုကပြောပါတယ်ငါ့ကိုခေါ်ပါငါထူးမယ်ငါချမတောင်းပါငါပေးမယ်လို့ပြောတဲ့ဘုရားဖြစ်တာဖြစ်ပါတယ်မိတ်ဆွေတင်လို့လောကကြီးမှာလိုအပ်တဲ့အရာမှန်သမျှဘာတွေလိုအပ်တယ်လဲချမ်းသာကြွယ်ဝခြင်းလားဒီနေ့မိတ်ဆွေချမ်းသာကြွယ်ဝခြင်းလားအောင်မြင်ခြင်းလားကျမ်းမာခြင်းလားငြိမ်သက်ခြင်းလားလဝါကားတိုင်းပေါ်မှာယေရှုပြီးသွားတဲ့အမှုပြီးစီးခြင်းမှာအားလုံးပါတာဖြစ်ပါတယ်ဆိုတော့တင်ကယေရှုကတင့်ကိုစัจ java လာထက်မကတန်ဖိုးထားတယ်တင့်ကိုစัจ java လာထက်မကတန်ဖိုးထားပြီးအရာချစ်လို့အားကြီးလို့သူလဝါကားတိုင်းပေါ်မှာအတေခံခဲ့တာအသွေးသွင်းခဲ့တာတင်းကြိုခြင်းခံပြီးတော့သုံးရမြောက်တော်နေ့မှာရှင်ပြန်ထမြောက်ခဲ့တဲ့ဘုရားဖြစ်ပါတယ်မိတ်ဆွေယေရှုကပြောတယ်ငါ့ကိုခေါ်ပါတဲ့ငါထူးမယ်ငါချမတောင်းပါငါပေးမယ်လို့ပြောတဲ့ဘုရားဖြစ်ပါတယ်ဆိုတော့ကမိတ်ဆွေဒီနေ့ယေရှုတင်းကိုအယမ်းချစ်တယ်တင်းတယောက်တည်းအထီးကျန်နေတဲ့အခါမှာငါဘေးနားမှာဘယ်လူသားတဦးတယောက်မှမရှိတော့ဘူးဆိုလို့ဒီနေ့မိတ်ဆွေအထီးကျန်နေတဲ့အခါမှာဒီနေ့အဲ့ဒီယေရှုကိုခေါ်ကြည့်ပါယေရှုကခေါ်ရင်ထူးတယ်မဲရင်ဖြေတယ်တောင်းရင်ပေးနိုင်တဲ့ဖန်ဆင်းခြင်းဘုရားသခင်ဖြစ်တယ်ဆိုတဲ့သတင်းကောင်းလေးကိုဤများလောင်းနဲ့တက်တေခံချင်တာဖြစ်ပါတယ်နာရှိသူမိဒီကကြားပါစေခရစ်တော်ရဲ့အဲဝင်ဂေလိသတင်းကောင်းကိုကြားတဲ့သူတိုင်းယေရှုခရစ်တော်ရဲ့ထာဝရကယ်တင်ခြင်းထာဝရကျမ်းမာခြင်းထာဝရပျော်ရွှင်ခြင်းများငြိမ်သက်ခြင်းများခံစားရရှိနိုင်ကြပါစေလို့သခင်ယေရှုဖခင်နာမ၌ဆုတောင်းပေးပါတယ်